ဒီနေ့မှာတော့ All Star ဘောင်ဘယ်လိုရမယ်ဆိုတာကိုပြပြမယ်။ဂိမ်းလေးရောက်ရင် eBay တန်းဝင်ပြီးတော့ view ဆိုတဲ့ဟာထဲမှာငွေသားနဲ့စိန်များရောက်ပါဆိုတာကိုသွားလိုက်။အခုလိုလေးပေါ်လာပြီဆိုရင်တော့အောက်ကိုနည်းနည်းဆွဲချပေးလိုက်မယ်။ဒီမှာဆိုရင်ဘော်လာတို့ကကန်ကောင်းရင်ကန်ကောင်းသလိုဘောင်တွေစကင်တွေကိုရရှိမှာဖြစ်ပါတယ်။အရင်ဆုံးတင်သွင်းမီကိုနှိပ်လိုက်ပြီးရင် TikTok ရွေးပြီးရင်ဘော်လာတို့က TikTok မှာတင်ထားတဲ့ဗီဒီယိုရဲ့ copy link ကိုယူပြီးတော့နံပါတ်2နေရာမှာထည့်ပေးရမှာဖြစ်ပါတယ်။နံပါတ်3နေရာမှာတော့ဘာသာစကားကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ပြီးရနဲ့သူတို့ရဲ့လမ်းညွှန်ချက်တွေကိုသဘောတူကြောင်းအမှန်ကျစ်လိုက်ပြီးရင်တင်သွင်းမီကိုနှိပ်လိုက်ပြီဆိုရင်ဘော်လာတို့ကအောင်မြင်ကြောင်းပြလိုက်မယ်ပြီးရနဲ့အပြင်ပြထွက်ပြီးတော့ကန်ဆန်းမီကိုနှိပ်လိုက်ရင်ဘော်လာတို့ကဘောင်ကိုရရှိမှာဖြစ်ပါတယ်။ဘောင်ရရှိပြီဆိုရင်ဘော်လာရှိမှာအခုလိုလေးပေါ်လာလိမ့်မယ်။အဲ့ဒါကို copy ယူထားလိုက် copy ယူပြီးတော့ဘော်လာတို့ရဲ့ profile ကိုတွားပြီးတော့ကုတ်လဲလဲမီဆိုတဲ့နေရာမှာထည့်လိုက်မယ်ဆိုရင်တော့ဘော်လာတို့ကဘောင်ကိုရရှိမှာဖြစ်ပါတယ်ဗျ။ဒီဗီဒီယိုလေးကဘော်လာတို့ရဲ့အကျိုးရှိရဆိုရင်ကျွန်တော်ကောင်လေးကို follow လိုက်ရင်လေးနဲ့ကူညီပေးပါလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျ။